ဘာအမြင့်ဆုံး UFC ပွဲမှာချန်ပီယံခပတ်ပိုင်ရှင်ဖြစ်လာပြီးမြန်မာဂုဏ်ဆောင်နိုင်ပြီးဖြစ်တဲ့ဂျိုရှူအာဗန်အွန်လိုင်းအစံအနားယူပြီးတဲ့နောက်မှာဗန်ကမြန်မာနိုင်ငံအတွက်ချန်ပီယံကြီးတစ်ယောက်ဖြစ်လာပါပြီဒီဇင်ဘာလ9ရက်နေ့မှာဗန်ကကမ္ဘာကျော်ဖိုက်တာပန်တိုဂျာနဲ့ရှင်ပြိုင်ခဲ့တဲ့ရှင်ဒီပွဲမှာဗန်ကအနိုင်ရသွားခဲ့ပြီး UFC ရဲ့ချန်ပီယံခပတ်ကြီးကိုသိမ်းပိုက်သွားနိုင်ခဲ့တာပါကမ္ဘာအရရကတိုက်ခိုက်ရေးသမားတိုင်းရဲ့ပန်းနိုင်အိမ်မက်က MMA အခြေတီယာ UFC ဖြစ်နေကောင်မြန်မာနိုင်ငံချင်းတောင်တန်းဒေသမှာမွေးဖွားခဲ့တဲ့လူငယ်လေးတစ်ယောက်ကအသက်24နှစ်နဲ့ချန်ပီယံခပတ်စိန်ခေါ်ခွင့်ကိုရခဲ့တာပါအခုတော့စိန်ခေါ်ခွင့်ရရုံသာမကချန်ပီယံခပတ်ကြီးကိုပါအနိုင်ရသွားခဲ့တဲ့ရှင်ဒါကြောင့်ဗန်အတွက်လည်းဝမ်းသာစရာဖြစ်ပြီးမြန်မာနိုင်ငံအတွက်လည်းဝမ်းသာဂုဏ်ယူစရာတစ်ခုဖြစ်နေပါတယ်ဒီပွဲဟာမိနစ်ပိုင်းလောက်သာကြာမြင့်ပေမဲ့ဗန်ရဲ့အားကစားသမားကောင်းပီတာတဲ့စိတ်ကိုတော့မြင်ရတဲ့ရှင်ပြိုင်ဘက်ပန်တိုဂျာလဲကျသွားတဲ့အချိန်မှာဗန်ကမထိုးဘဲနဲ့စောင့်နေပေးခဲ့ပါသေးတယ်အနိုင်ရလို့ဇောနဲ့ဖိထိုးလို့ရပေမဲ့ပြိုင်ဘက်ကအားနည်းနေတဲ့အချိန်မှာထိုးတာကိုဗန်ကမလုပ်ခဲ့ပါဘူးဒီလိုစိတ်ထားကောင်းတာကြောင့်ပဲဗန်ဟာအနိုင်ရသွားခဲ့ပြီးဖိုက်တာဖြစ်ပေမဲ့စိတ်ထားနူးညံ့သူတစ်ယောက်ဖြစ်နေတာပါဗန်ကပွဲကိုမြန်မာနိုင်ငံအလံခြုံဝင်လာခဲ့ကတကမ္ဘာလုံးကမြန်မာတွေကလည်းအားပေးနေကြပါတယ်နောက်ဆုံးမှာတော့ဗန်က UFC ချန်ပီယံခပတ်ကြီးကိုပိုင်ဆိုင်သွားနိုင်ခဲ့ပြီးရှင်ဗန်ကဒီလိုချန်ပီယံခပတ်ကြီးတွေကိုပိုင်ဆိုင်ခွင့်ရဖို့ငငယ်လေးကလေးကစနစ်တကျနဲ့တင် စူးစမ်းခဲ့တဲ့သူမဟုတ်ပါဘူးမိဘတွေကလည်းငွေရေးချေးရေးအရာပံ့ပိုးနိုင်သူတွေမဟုတ်ဘဲအသက်12နှစ်အရွယ်မှာအမေရိကကိုရောက်သွားခဲ့တာရှင်ဗန်က MMA လောကတွေကိုရောက်တာ9နှစ်ဝန်းကျင်ပဲရှိသေးပြီး UFC